အပြေကင်းစင်တဲ့ရုပ်ကလေးလို့ဆိုပေမဲ့တကယ်ဆိုင်ကိုလူသက်သမားဖြစ်နေတဲ့အခါကလေးတွေဆိုတာအမြဲတမ်းပြုံးနေတတ်ပြီးတော့အပြေကင်းစင်တဲ့ရုပ်လေးတွေနဲ့ချက်ဖို့ကောင်းတဲ့သူတွေပါဒါပေမဲ့တချို့ကလေးတွေရဲ့အပြေကင်းစင်မှုနောက်ွယ်မှာတပ်ဖြတ်ချန်တဲ့စိတ်တွေအညိုတေးတွေနဲ့ပြည့်နှက်နေတတ်ပါတယ်ဒီစကားလေးမှာဆိုရင်လည်းလိမ္မာလွန်းလို့ဆီယာမတွေတောင်ချီကျူးရတယ်လို့ဆိုပေမဲ့တကယ်ကိုသွေးအေးလွန်ပြီးလူတယောက်ကိုတောင်အေးအေးဆေးဆေးတတ်နိုင်နေအသက်9နှစ်အရွယ်ကလေးမလေးအကြောင်းကိုဖြစ်ရမှန်တစ်ခုလိုရိုက်ကူးပုံဖော်ထားတာကိုတွေ့ရပါလိမ့်မယ်ဇလန်လေးရဲ့အစမှာဆိုရင်တော့စာရေးဆရာဒေးဗစ်ရဲ့သမီးဖြစ်တဲ့သူအမ်မာကတမန်ကလေးတွေထမ်းညံကောင်းပြီးတော့ရုပ်လေးရလည်းချစ်ဖို့ကောင်းတာကြောင့်တွေ့တဲ့သူတိုင်းချစ်ကျူးရတဲ့အထိပါပဲ။ကျောင်းမှာဆိုရင်လည်းတင်းတဲ့စာတိုင်းကိုတည်တည်ချာချာလေးလာမှတ်သားထားတာကြောင့်ဆရာဆရာမတွေရဲ့အသေးဆွဲတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့အမ်မာဟာအပြင်ပိုင်းကကြည့်မဲဆိုရင်တော့ရုပ်လေးရလည်းချစ်ဖို့ကောင်းပြီးတော်တော်လေးလည်းလိမ္မာတွေအတွက်ဖေးတိုင်းလိုချင်ကြတဲ့သမီးတစ်ယောက်ဖြစ်ပေမဲ့လေတကယ်တော့သူမဟာအသက်ငယ်ငယ်လေးနဲ့စိုက်ကိုလူသက်သမားတစ်ယောက်ဖြစ်လို့နေတာပါပဲ။ဒီနေ့မှာတော့အမ်မာရဲ့အတန်းဖော်တယောက်ဖြစ်တဲ့မိုင်လိုဆိုတဲ့ကလေးမလေးတယောက်သေဆုံးသွားခဲ့တာပါ။စုံစမ်းစစ်ဆေးရေးတွေရမိုင်လိုဟာမတော်တဆကြောက်ကဘာကနေပြုတ်ကျပြီးတော့သေဆုံးခဲ့တာလို့အတည်ပြုခဲ့ပေမဲ့ဒေးဗစ်ရဲ့စိတ်ထဲမှာတော့တခုခုလွဲချော်နေတယ်လို့ခံစားခဲ့ရတာပါ။ဘာလို့လဲဆိုရင်တော့မိုင်လိုသေတဲ့နေ့မှာရိုက်ထားခဲ့တဲ့ဓာတ်ပုံတစ်ပုံမှာအမ်မာရဲ့ပုံစံကတော်တော်လေးကိုထူးဆန်းနေခဲ့လို့ပဲဖြစ်ပါတယ်။အဲဒီချိန်ကစပြီးတော့ဒေးဗစ်ကအမ်မာပေါ်မှာတည်တည်ချာချာအာရုံစိုက်လာခဲ့ပြီးအမ်မာနဲ့ပတ်သက်တဲ့အချက်အလက်တွေအပြုအမူတွေကတန်မှန်နဲ့မတူဘဲနဲ့တနေ့တခြားထူးဆန်းလာတာတွေကိုသတိထားမိခဲ့တာပါ။တဖြည်းဖြည်းနဲ့လူတွေကတယောက်ပြီးတယောက်သိလာခဲ့ကသူတို့သေဆုံးတဲ့ပုံစံတွေကလည်းမတော်တဆဖြစ်ပြီးတော့သေဆုံးတဲ့ပုံစံတွေပဲမလို့ဘယ်သူမှအမ်မာကိုမယိမ့်မိခဲ့ကြပါဘူး။ဒါပေမဲ့ဒေးဗစ်ကတော့ဒီသေဆုံးမှုရဲ့နောက်ွယ်မှာအမ်မာနဲ့ဆက်ဆက်နေတဲ့တပ်တွေတွေကိုတိတိတသာတွေ့ရှိလာခဲ့တာပါ။ဒါအပြင်အမ်မာရဲ့ဆီယာမဖြစ်တဲ့အဲလာကိုလည်းကားအက်ဆီဒန့်ဖြစ်အောင်တမင်ရည်ရွယ်ပြီးတော့တပ်ပစ်ခဲ့ပါသေးတယ်။အဲလာသေပြီးရဲ့နောက်ကဆလို့အမ်မာပေါ်ဒေးဗစ်ရဲ့တန်တရားတွေကပို့ပြီးတော့ကြီးထွားလာခဲ့တာပါ။ဒီလိုနဲ့ဒေးဗစ်ကသူသမီးရဲ့အခြေအနေပိုမဆိုးလာခင်မှာစိတ်ရောဂါဆရာဝန်တယောက်နဲ့ပေးတွေ့ခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်ကတော့အမ်မာဟာတမန်ကလေးတယောက်သာဖြစ်ကြောင်းကိုပြန်ပြောခဲ့ပါတော့တယ်။အမ်မာတို့အိမ်မှာလေးကလိုဝီလို့ခေါ်တဲ့ကောင်မလေးတယောက်ရှိနေတာသူမကတော့ဒေးဗစ်နဲ့တွဲဖို့အတွက်စူးစမ်းခဲ့ပြီးအမ်မာကလိုဝီကိုသူ့ဖေရဲ့အနာကနေဝေးနေဖို့ပြောခဲ့ပေမဲ့ကလိုဝီကတော့သူ့လိုကလေးတယောက်ကိုကြောက်နေမှာမဟုတ်ကြောင်းပြောခဲ့ပါတော့တယ်။အဲဒီနေ့ညမှာတော့ဒေးဗစ်ကကိစ္စတစ်ခုပေါ်လာလို့အပြင်ကိုသွားခဲ့ပါတယ်။ကလိုဝီက TV ကြည့်နေစမှာသူတို့ရဲ့ကိုရောင်ကနေအတန်ကြားလို့ကိုရောင်ထဲကိုဝင်ကြည့်တဲ့အခါမှာကိုရောင်ရဲ့တကားတွေအားလုံးကချက်ချင်းကိုပိတ်သွားခဲ့ပြီးမီးစလောင်ခဲ့ပါတော့တယ်။အမ်မာကတော့ကိုရောင်ပတင်းပေါက်ကနေကလိုဝီရဲ့ခန္ဓာကိုယ်ကမီးလောင်ပြီးတော့အော်ဟစ်နေတဲ့ပုံစံကိုသဘောကျတဲ့ပုံစံနဲ့ကြည့်နေခဲ့တာပါ။ဒီနေ့မှာတော့ဒေးဗစ်ကလည်းသူသမီးရဲ့အခြေအနေကိုသေချာသိလာတာကြောင့်အမ်မာတောက်မဲ့ချောကလက်ခွက်သေးကိုဆေးထည့်ပြီးအမ်မာကိုတတ်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့အမ်မာကသူတို့နှစ်ယောက်တောက်မဲ့ခွက်ကိုပြောင်းခဲ့ပြီးတော့ညရောက်တဲ့အခါမှာတော့အမ်မာကဒေးဗစ်ရဲ့အခန်းထဲကိုသွားကသူ့ကိုတန်းတန်းနဲ့ပြတ်တက်ဖို့စူးစမ်းခဲ့တာပါ။ဒါပေမဲ့မအောင်မြင်ခဲ့ပဲနဲ့အမ်မာကိုရဲကိုဖုန်းဆက်ပြီးတော့အကူအညီတောင်းခဲ့ပါတယ်။ရဲတယောက်ရောက်လာတဲ့ချိန်မှာတော့ဒေးဗစ်ကတနက်ကိုကင်ထားပြီးအမ်မာကိုတတ်ဖို့စူးစမ်းနေတဲ့ချိန်မှာရဲဟာသူ့ကိုအရင်ပြတ်တက်ခဲ့ပါတော့တယ်။ဒေးဗစ်သေသွားတဲ့ချိန်မှာရဲတွေကဒေးဗစ်ဟာအမ်မာကိုတတ်ဖို့စူးစမ်းနေရလို့အတည်ပြုခဲ့ပြီးအရင်ကဖြစ်ခဲ့တဲ့သေဆုံးမှုတွေကလည်းဒေးဗစ်ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ပါတော့တယ်။ဒါပေမဲ့သူတို့မသိတဲ့ချက်ကတော့တကယ်လူသက်သမားက9နှစ်ရွယ်အမ်မာဖြစ်နေတယ်ဆိုတာပါပဲလေအဆုံးသတ်မှာတော့အမ်မာဟာအနိုင်ရသူအပြုံးနဲ့ပြုံးနေခဲ့ပြီးတော့သူမရဲ့အမှုကျင့်တွေကလည်းပြန်လည်ထွက်ပေါ်လာနိုင်တယ်ဆိုတာတွေကိုဖော်ပြသွားတာပဲဖြစ်ပါတယ်။ Subscribe like and share ခေါင်းလောင်းလေးနှိပ်ပြီးအားပေးသွားမယ်ဆိုရင်တော့အသေးသေးသောအကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုခန်းစားနာဆင်နိုင်မှာပါ။အများနဲ့ချစ်ခင်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။